အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒဂုံရှိရဲ့ရာကျော်ရက်ွက်တွေကိုအမြဲတမ်းစင်ဆက်မပြတ်ကျွန်တော်ရဲ့ပြည်သက်ကြီးတွေတည်ဖို့အတွက်ကျွန်တော်တင်ပြနေတဲ့ကျွန်တော်အောင်ထေးဦးပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်က139ရက်ွက်ရဲ့ဒေတာနဲ့ကုန်းမောင်လမ်းမကြီးဘက်ကိုကျွန်တော်ရောက်ရှိနေပြီဖြစ်ပါတယ်ဒီလမ်းမကြီးကတော့ပေ80လမ်းမကြီးဖြစ်ပြီးတော့မှလက်ရှိ139ရက်ွက်ရဲ့အနေထားကလူနေထိုင်ခြင်းမရှိပေမဲ့နဲ့ရင်းနှီးမြုပ်နှံမှုဝယ်ယူထားတဲ့လမ်းမကြီးတစ်ခုဖြစ်ပါတယ်ဒီ139ရက်ွက်ရွှေပေါက်ကန်နဲ့အတူအပြိုင်သွားနေတဲ့အင်းဝါနဲ့အပြိုင်ဂျားထဲမှာရှိတဲ့ရက်ွက်အလဲကိုဖြတ်ပြီးတော့မှသွားရတဲ့ဒေတာနဲ့ကုန်းမောင်လမ်းမပေ80လမ်းမကြီးပေါ်ကိုကျွန်တော်ရိုက်ကူးတင်ပြနေခြင်းဖြစ်ပါတယ်လူနေထိုင်ခြင်းမရှိဘဲနဲ့ချမ်းမြေကွက်များကိုရင်းနှီးမြုပ်နှံမှုဝယ်ယူထားတဲ့မြေကွက်တော်တော်များများကိုကျွန်တော်မြင်တွေ့နေရပြီဖြစ်ပါတယ်မြေကွက်မြောက်များကတော့အခုဆိုရင်ကျွန်တော်ကချမ်းမ139ရက်ွက်ရဲ့8395တောက်ကွက်လေးပေါ်မှာကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်အခုလိုမြေကွက်နံပါတ်တွေကိုတင်ပြရခြင်းဖြစ်ခြင်းကလည်းချမ်းတွေကိုကာယံထားတဲ့အခါမှာမြေချမ်းမကလေးတွေရိုက်ကူးထားတဲ့အတွက်ကျွန်တော်တင်ဆက်ပြသနိုင်ခြင်းဖြစ်ပါတယ်အခုဆိုရင်ဒါကရွှေပေါက်ကန်တဲစင်းလန်းနဲ့ကျွန်တော်တို့ကုန်းမောင်ဒေသနဲ့လမ်းတဲစင်းကိုကျွန်တော်လမ်းစုံနေရာကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဒီအတွင်းပိုင်းကိုဆက်သွားမယ်ဆိုရင်အခုဆိုရင်ကျွန်တော်ရှေ့မှာမြင်နေရတဲ့နေရာကတော့မော်ရဝတီလမ်းမကြီးပဲဖြစ်ပါတယ်မော်ရဝတီဘောင်လမ်းမကြီးကဆိုရင်အခုနွေရာသီကာလမှာမော်တော်ယာဉ်ကောင်းမှုဆောင်ဝင်တက်သွားလာရလို့ရပါတယ်အထူးသဖြင့်ဒီကုန်းမောင်လမ်းနဲ့အပြိုင်ရှိနေတဲ့အနီးစပ်ဆုံးပန်တရှိနေတဲ့ရွှေပေါက်ကန်လမ်းမကြီးမှာဆိုရင်မြေသားညှိဆောင်ရွက်ထားပြီးဖြစ်တဲ့အတွက်ရွှေပေါက်ကန်လမ်းမကြီးကိုအသုံးပြုပြီးတော့မော်တော်ယာဉ်ဖြတ်တန်းသွားလာမယ်ဆိုပို့ပြီးတော့အနီးစပ်ဆုံးကိုရောက်ရှိနေမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ကချမ်မက်26ရဲ့အရှိကိုကျွန်တော်ရောက်ရှိနေပြီဖြစ်ပါတယ်ဒါကချမ်မက်26ရဲ့ချမ်မက်16ရဲ့မြေကွက်အနေထားလေးဖြစ်ပါတယ်139ရက်ကွက်မှာရှိတဲ့ချမ်မက်16ရဲ့မြေကွက်အနေထားလေးဖြစ်ပါတယ်ဒါကတော့ဒေသနဲ့ကုန်းမောင်လမ်းကျယ်ဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့မြေကွက်တွေကိုရင်းနှီးမြုပ်နှံမှုပြုလုပ်မယ်ဆိုလို့ရှိရင်တက်နိုင်မဲ့ရင်းနှီးမြုပ်နှံမှုငွေကြေးတက်နိုင်တဲ့သူများအနေနဲ့အခုလိုလမ်းကျယ်ဒီပေါ်မှာဝယ်ယူမြုပ်နှံထားတဲ့ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်အကြံပြုတင်ပြချင်ပါတယ်ရှေ့မှာရှိနေတဲ့မြေကွက်လေးကတော့ဒီမြေကွက်လေးမှာရေးထားတာကချမ်မက်73ဖြစ်ပါတယ်ရှေ့မှာချမ်မက်7ပါချမ်မက်73ချမ်မက်14ချမ်မက်15မြေကွက်နေရာတွေရဲ့အနေထားဖြစ်ပါတယ်ဒီရှေ့ချမ်းမှာဆိုရင်ချမ်မက်ခွန်290ခွန်998အတန်းလေးတွေဖြစ်ပါတယ်ဒါဆိုရင်ကုန်းမောင်လမ်းပေါ်မှာကျွန်တော်တို့ချမ်းလေးကာယံထားပြီးတော့မှရောက်ရှိပြီးတော့မှချမ်းမက်လေးတွေနဲ့ကိုစီရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ထားတဲ့မြေကွက်လေးတွေရဲ့အနေထားကိုကျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်ကုန်းမောင်လမ်းမဒီပေ80လမ်းမကြီးဖြစ်ပြီးတော့မှ139ရက်ကွက်ထဲမှာဆိုရင်မော်ရဝတီလမ်းနဲ့နဝရီလမ်းကိုချိတ်ဆက်ထားတဲ့တခုတည်းသောလမ်းကျယ်လမ်းမကြီးတစ်ခုဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ကရွှေပေါက်ကန်ဒဇင်လန်တစ်ခုကနေပြီးတော့ကျွန်တော်ရွှေပေါက်ကန်လမ်းမပေါ်ကိုပြန်လည်တက်သွားမှာဖြစ်ပါတယ်ကုန်းမောင်ကန်လမ်းနဲ့ရွှေပေါက်ကန်ဒဇင်လန်နဲ့လမ်းစုံလေးနေရာလေးကနေပြီးတော့ကျွန်တော်ရွှေပေါက်ကန်လမ်းပေါ်ကိုပြန်တက်သွားတာဖြစ်ပါတယ်ကျွန်တော်တို့139ရက်ကွက်ဒီရခင်ကသွားလာဖို့အတွက်တမျိုးတစ်ခေါ်သွားလာဖို့ခက်ခဲနေမှာဖြစ်ပါတယ်အခုချိန်မှာဆိုရင်130ရက်ကွက်131ရက်ကွက်ရဲ့ရွှေပေါက်ကန်လမ်းကိုခင်းကျင်းထားပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့အနီးဆက်ဆုံးပါ139ရက်ကွက်ဒီရောက်ရှိလာပြီးဖြစ်တဲ့အတွက်139ရက်ကွက်ဒီမဝေသောကာလတစ်ခုမှာတိုးတက်ဖွံ့ဖြိုးလာတော့မယ်ဆိုတာကိုကျွန်တော်တို့မျက်ဝါးထင်မြင်တွေ့နေရပြီဖြစ်ကြောင်းကိုစီကန်းနဲ့ဒီနေရာမှာပဲကျွန်တော်ပြည်သက်ကြီးကိုနှုတ်ဆက်ပါတယ်